ဒီနေ့ကတော့ကျမတို့ခေါက်ဆွဲပြုတ်စားမှာဖြစ်ပါရှင်ခေါက်ဆွဲမမပေါ့နော်ခေါက်ဆွဲပြုတ်စားမှာပါပြင်းတာနဲ့ခေါက်ဆွဲပြုတ်စားဖြစ်ပါရှင်လိုအပ်တဲ့ပစ္စည်းတွေယူပါရဲစုံးလို့ပါတော့ပေါ့နော်ယူပါရဲရှင်ဆိုတော့ယူပြီးတော့ကျမမပြုတ်ခင်ပဲပဲနားလေးပါတယ်ကျမဒီနေ့ရလာနေဆိုတော့လေအဲ့လေးလေးပဲများလေးပါတယ်ပြီးတော့ခေါက်ဆွဲရိုက်ထည့်ပါမယ်ဗီဒီယိုကသိမလောက်မှဆိုလို့ပေါ့နော်ကဲတွားနေရပါလိမ့်ပါတယ်ပြန်ကောင်းပါရှင်ခေါက်ဆွဲကနှစ်ထောက်ပြုတ်မှာပါနှစ်ထောက်ပေါ့နော်ရေတော့ဒီခေါက်ဆွဲမစားပါဘူးဒီခေါက်ဆွဲနဲ့ငန်လို့ပေါ့နော်နှစ်ထောက်ပါဘာလေးပြနှစ်ထောက်နဲ့ပြောကျမဖြစ်ပါမကြည့်ပဲများလေးရမှာဒီမှာရင်သွေးဘူးပိုက်ထည့်ပါမယ်ပေါ့နော်ရင်သွေးထည့်ပြီးပြုတ်ပါပဲရှင်မီးနဲ့ပြုတ်တော့ပါဘူးမီးနဲ့ပြုတ်တော့ပါဘူးရှင်ဘာညာပေါ့ရှင်တို့ပုံနဲ့ထည့်ပါညာရေးစမကောင်းပါဘူးနည်းနည်းလေးပဲထည့်ပါမယ်ရှင်ထည့်ပြီးတော့ရထိုးနေဆိုတော့နည်းနည်းတိခတ်ပြီးပါနော်ဘယ်ကတော့ပြောမသိပါဘူးရှင်အများပါသေးအမှန်ခေါက်ပြုတ်ရတဲ့ဟာလေးကိုစိုးနေနေကောင်းမွေးရပါတော့ပေါ်ဟာလေးနှောက်အောင်လို့ပါမွေးလိုက်ပါသေးရှင်မွေးပေးပြီးတော့ကျမကဒီကောင်အုပ်ထားလိုက်ပါမယ်အုပ်ထားပြီးတော့ကလေးတွေစောတော့ကြည့်ပါမယ်ရှင်မအောင်မဆောင်နေကလေးတွေကဘာလုံးလဲစောကြည့်ပါမယ်ရှင်ထားအောင်မပြဝဟုတ်ကမားဟောဒီမှာပါအောင်မတို့ကျမတို့တော့ဆောင်ရင်းနဲ့စောနေကြတာပါရှင်ဟိုမှာကလေးတယောက်ပါအဲ့လိုအရှိကျမအိမ်မှာကလေးပေါ်တယ်ပေါ့နော်ဘကဘာဖို့လဲဒီခံပြီပါနည်းနည်းလေးလက်ချက်လာပြီဆိုတော့နည်းနည်းလေးတော့နည်းနည်းချက်လာပါမယ်ရှင်ဘရဘာဖို့လို့ဒီခံပြီပါထောက်ထားလိုက်ပါမယ်ရှင်ထောက်ပြီးနည်းနည်းနိုင်တော့ဆောင်းပါမယ်ရှင်နိုင်နည်းတော့ဆောင်းပြီးသွားပါပြီမရှိမပဲတမပါရှင်ဆောင်းနေုံလေးပေါ့နော်ဒီကံရရှင်ပေးရအတန်လေးကိုတော့ကဲပဲမြပါလေပြန်ပြီးတော့ရှားလောက်ပြီးထည့်လဲဆိုပြီးရပါပြီရှင်ရပါလေလောက်ပြီးဆိုပြီးကျွန်တော်ဘာသာကထည့်ပါရှင်အဲ့မှာလည်းဗီဒီယိုကတိတ်မလောက်တော့လို့ပေါ့နော်ထက်ဟိုဘလို့မပြလဲရပါဘူးရှင်အသေးစိတ်တော့ပြလဲရပါဘူးဒီမလောက်တော့ပါဒါတော့စားရကြပါပြီပေါ့နော်ကျမတို့ကတော့ရပါကျမတို့အမြဲစားနေကြပါတော့ဟိုတစ်ခါကလည်းကျမတို့စပိုင်ရောက်စားပါတည်မကြည့်ကျမတို့ကြည့်မျိုးဆိုနေရုပ်ဘိုင်နောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်ရှင်